လောကမှာဘဝတစ်ခုချင်တန်ရည်တည်နိုင်ဖို့ငွေရမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါဒါပေမဲ့ဘဝမှာငွေထက်ပိုပြီးတန်ဖိုးကြီးတဲ့အရာတွေလည်းများစွာရှိနေပါတယ်အဲ့ဒီအရာ10ခုကိုအခုပြောပြပေးသွားပါမယ်နံပါတ်1မိဘနှစ်ပါးဆုံးရှုံးသွားပြီးရင်ဘယ်တော့မှပြန်မရနိုင်တဲ့အရာတွေထဲမှာမိဘနှစ်ပါးပါဝင်ပါတယ်ဒါကြောင့်အသက်ရှင်နေတော့သင်ရဲ့မိဘကိုတန်ဖိုးထားပါဂရုစိုက်ပေးပါပြုစုပေးပါမိဘတွေမရှိတော့မှတန်းတားနေတာထက်အသက်ရှင်နေတော့ဂရုတစိုက်ပြုစုယူရကျေးဇူးဆက်ပေးပါနံပါတ်2မိသားစုလောကမှာတင်ဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေသင်ရဲ့ဖြစ်တည်မှုတိုင်းကိုအရှိအတိုင်းနားလည်လက်ခံပေးနိုင်တာသင်ရဲ့မိသားစုပါကဘာကြီးမှာဘယ်အရာမှမိသားစုတော့အရေးမကြီးပါဘူးသင်မိသားစုကိုအခြားအရာတွေနဲ့ဘယ်တော့မှအစားမထိုးမိပါစေနဲ့သင်မိသားစုပြိုကွဲရမဖန်တီးပါနဲ့သင်မိသားစုကိုတန်ဖိုးထားပါမြင့်နိုးပါကာကွယ်စောင့်ရှောက်ပါနံပါတ်3ကျမ်းမာရေးကိုတန်ဖိုးထားရင်ကိုကျမ်းမာရေးကိုဂရုစိုက်ပါကိုကျမ်းမာမှစိတ်ချမ်းသာမှာပါကိုကျမ်းမာစိတ်ချမ်းသာမှတခြားသူတွေကိုကူညီထောက်ပံ့ပေးနိုင်ပါမယ်ဘယ်လောက်ကြာအသက်ရှင်ရမယ်မှမသိတဲ့ဒုဘဝမှာအသက်ရှင်တော့အနာမဲဖို့ကျမ်းမာရေးကိုအထူးဂရုစိုက်ပါနံပါတ်4မေတ္တာတရားကဘာကြီးရဲ့အတောင့်တဆုံးနဲ့အစာငတ်ဆုံးသောအရာဟာမေတ္တာတရားပါလူတိုင်းကမေတ္တာတရားကိုစာငတ်နေကြတယ်တဲ့ဒါကြောင့်နေရာတိုင်းမှာမေတ္တာတရားကိုဖြန့်ဝေပါအမုန်းတရားတွေကိုခြေဖြတ်ဖို့အင်အားအကြီးမားဆုံးသောလက်နက်ကမေတ္တာတရားပါတဲ့ကဘာကြီးမှာအမုန်းအာဃာတတွေအစားချစ်ချင်းမေတ္တာတွေမှွေပြတ်နေပါစေနံပါတ်5အရှိန်ကိုတန်ဖိုးထားပါအရှိန်ဟာသင်ရဲ့ဘဝသင်ရဲ့အနာဂတ်ပါအရှိန်ကိုအကျိုးရှိအသုံးပြုတတ်ဖို့သင်ယူပါသင်အောင်မြင်တာချရှုံးတာအရှိန်ကိုဘလို့အသုံးချတယ်လဲဆိုတဲ့အပေါ်အများကြီးမူတည်ပါတယ်ဘဝတစ်ခုကိုအရှိန်နဲ့တည်ဆောက်ထားတာမို့သင်ဘဝကိုတန်ဖိုးထားရင်အရှိန်ကိုလည်းတန်ဖိုးထားပါနံပါတ်6ပျော်ရွှင်မှုလူဘဝကတိုတောင်းလုံးပါတယ်စိတ်ညစ်စရာဝမ်းနည်းစရာတွေကိုမတွေးပါနဲ့ဖြစ်ဖြစ်သမျှအရာအလုံးကိုအတိတ်မှာထားခဲ့လိုက်ပါဖြစ်ပြီးသမျှအရာအလုံးကပြီးသွားပါပြီလွှတ်ချထားလိုက်ပါပျော်ရွှင်စရာတွေကိုတွေးပါပျော်နေပါကဘာကြီးမှာဖြစ်ဖြစ်သမျှအရာအလုံးကသင်နဲ့မဆိုင်ပါဘူးသင်ကိုစိတ်ဆင်းရဲစေမဲ့ဘယ်လိုအရာတွေမဆိုမေးပြလိုက်ပါပျော်ရွှင်ရမောစရာတွေကိုသာဖန်တီးပါပျော်ရွှင်အောင်နေပါနံပါတ်9ယုံကြည်မှုဆုံးချုံပြီးသွားရင်အသက်တစ်ဖန်ပြန်လည်တည်ဆောက်လို့မရနိုင်တဲ့အရာတွေထဲမှာယုံကြည်မှုလည်းပါတယ်လူတွေတင့်နာမြည်ကြတာနဲ့သူဆိုရင်ယုံနေဆိုတဲ့အဆင့်ထိဖြစ်အောင်နေပါလူတယောက်ရဲ့ယုံကြည်မှုကိုဘယ်တော့မှအလွဲသုံးစားမလုပ်မိပါစေနဲ့သင်ရဲ့ဂုဏ်သိက္ခာကသင်ရဲ့တန်ဖိုးပါနံပါတ်8ကိုချင်းစာတရားသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ကိုချင်းစာတရားအမြဲထားပါဘဝမှာဘာမှမပိုင်ဆိုင်ခဲ့ရရင်တောင်လူတွေပေါ်ကိုချင်းစာတရားထားတတ်အောင်နေထိုင်ပါလူကိုလူလိုမြင်ပါလူတွေပေါ်စာနာစိတ်မွေးပါလူတယောက်အပေါ်ဘယ်တော့မှမယုံပါနဲ့မရက်ဆက်ပါနဲ့နံပါတ်9မိတ်ဆွေသင်အမှန်တကယ်အကူအညီလိုအပ်တဲ့အချိန်မှာသင်ကိုအကူအညီပေးတဲ့သူတွေကိုတန်ဖိုးထားပါဆွေမျိုးထောင်တောင်းထက်စစ်မှန်တဲ့မိတ်ဆွေစစ်တယောက်ကပိုတန်ဖိုးကြီးပါတယ်သင်ရဲ့မိတ်ဆွေပေါ်ဘယ်တော့မှသက်သာမဖောက်ပါနဲ့သူ့အပေါ်ကျေးဇူးမကမ်းပါနဲ့အမြဲတမ်းမိုးထားပေးပါနံပါတ်10ဘဝလက်တွဲဖို့သင်ဘဝရဲ့လက်တွဲဖို့ကိုတန်ဖိုးထားပါမျက်နှိုးပါသူ့အပေါ်သက်သာရှိပါရိုးသားပါကမ္ဘာပေါ်မှာရှိတဲ့တန်ပေါင်းများစွာသောသူတွေထဲကအကောင်းဆုံးသောသူကိုသင်အတွက်ဖျားပြင်ဆင်ပေးထားတဲ့သူပါဒီ10ခုကိုဘယ်တော့မှငွေကြေးနဲ့တန်ဖိုးမဖြစ်လိုက်ပါနဲ့ငွေကြေးထက်ပိုပြီးတန်ဖိုးကြီးမားပါတယ်